တရားခွင်စပီအစုပ်မင်းရဲ့တရားစွဲဆိုချက်ကိုတင်ပြနိုင်ပြီတရားသူကြီးမင်းဆေးလိပ်ကြောင့်ကျွန်တော်အသက်ရှူရတာမောလာပြီသူဝင်လာတိုင်းကျွန်တော်ကလေးအိတ်တွေပြက်စီးပြီးတေလူလိုဖြစ်နေပါပြီခဏလေးပါတရားသူကြီးမင်းကျွန်တော်ကလူသားကိုစိတ်အပန်းပြေစေတာပါစိတ်ဖိစီးမှုတွေရှိရင်ကျွန်တော်ကပဲဖြေဖြောက်ပေးတာမဟုတ်ဘူးလားဦးနောက်မင်းကြီးတောင်ကျွန်တော်ရှိမှအလုပ်လုပ်နိုင်ပါအမိန့်ချမှတ်မယ်ဆေးလိပ်ထဲမှာနီကိုတင်ကတရာဆေးနဲ့အစိတ်မှွေပေါင်းများစွာပါဝင်တာကိုစစ်ဆေးတွေ့ရှိရတယ်။ဒါကြောင့်ဆေးလိပ်တောက်ခြင်းဟာအဆုတ်ကိုဖျက်ဆီးတဲ့အပြင်လူရဲ့ဦးနှောက်ကိုထိခိုက်စေကြောင်းထင်ရှားတယ်။အမိန့်ရဲ့တရားခံဆေးလိပ်မှာပြစ်မှုထင်ရှားပါသဖြင့်ထောင်ဒဏ်တစ်သက်တစ်ကြွကြခံစေ။တင်းနဲ့တင့်ပတ်ဝန်းကျင်ကျမ်းမာဖို့ဆေးလိပ်တောက်တာဖြတ်ပါစို့ကျမ်းမာရေးအတိတိုးစေဖို့ follow လုပ်ခဲ့ဖို့မမေ့နဲ့နော်။